ကျွန်တော်တို့ဟာလန်ကတော့ဒီကမ္ဘာဖလားမှာဒါနှစ်ဂိုးသွင်းပြီးတော့သူတို့ရဲ့နော်ဝေးတဲ့ဖွင့်ပွဲစဉ်မှာနှစ်ဂိုးသွင်းပြီးတော့ထူးရှယ်ခြေစွမ်းပြပြီးတော့ဒါအီရက်ကို၄ဂိုးတဂိုးဆယ်ရလက်နဲ့သူတို့ဒါအနိုင်ရရှိသွားတာဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကပြိုင်ဘက်ဖြစ်တဲ့သူ့ရဲ့မဟာပြိုင်ဘက်ဖြစ်တဲ့အမ်ဘပ်ပေကပြင်သစ်အသင်းနဲ့အတူနှစ်ဂိုးသွင်းသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့မန်စီးတီးနဲ့နော်ဝေးတိုက်စစ်မှုဖြစ်တဲ့အဲရန်ဟာလန်ကဒါနှစ်ဂိုးလိုက်သွင်းပြီးတော့ထူးရှယ်ခြေစွမ်းပြသွားတာဖြစ်ပါတယ်ဒါကြောင့်မှကျွန်တော်တို့ဒီ hat trick ရနိုင်မယ့်အခွင့်အရေးတွေတော့မရတော့လို့เนาะအဲ့တော့ဟာလန်ကတော့လက်ရှိဒါသူတို့ရဲ့နော်ဝေးတဲ့အဖွင့်ပွဲစဉ်မှာနှစ်ဂိုးသွင်းပြီးခြေစွမ်းပြသွားတာဖြစ်ပါတယ်နောက်ထပ်ကမ္ဘာဖလားကြံလက်ကြံပွဲစဉ်တွေမှာသူဘယ်နှဂိုးထိသွင်းအောင်မလဲဆိုတာကျွန်တော်တို့ထပ်ပြီးတော့ရင်ခုန်ကြအောင်ပါဗျာအဲ့နော်ဝေးတဲ့နဲ့သူဟာလန်ဖလားရမယ်လို့တော့ကျွန်တော်မမှန်းရဲပါဘူးဒါပေမဲ့အတိုင်းအတာတစ်ခုကြည့်တော့သူဘယ်အဆင့်ထိရောက်သွားမလဲဆိုတာရင်ခုန်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မန်စီးတီးတိုက်စစ်မှုတွေပါတဲ့မန်စီးတီးကစားသမားတွေပါတဲ့ကမ္ဘာဖလားအဖယ်အသင်းမဆိုကျွန်တော်တို့ဂိုးတွေညမရပါစေအနိုင်ရရှိပါစေလို့ဆုတောင်းနေပါတယ်ဟာလာတော့တကယ်ထူးရှယ်ခြေစွမ်းပြပြီးတော့ဒီကနေ့မနေ့ကန်သွားတဲ့ပွဲစဉ်မှာ2 ဂိုးရရှိသွားတာဖြစ်ပါတယ်ဗျာ